တဲ့ကောင်ကပေတေလေးလွင့်ရက်ကွက်တဲ့ဘကူစားဖဲရဲ့နေကုန်ကျွေပြစ်နေ့ရက်အာယုန်ထဲမှာငါကိုတွေ့မိပါနေ့ရက်အိမ်တော်ဘက်မြငါကိုပဲရွေးမိပါဘေးကင်းစွာအနာကမှာတို့နှစ်ယောက်တူခွဲကွာလူတကားအားကြလာတဲ့ live ဖက်တဲ့တွေ့ပါ what good တူတောင်ကြမဲ့ငါနဲ့တူတူလိုက်ရလားသူကနေတဲ့ဖျားတဲ့မှာတနေ့ကျတို့ပေါင်းထိုက်မှာပါတည့်ရဲ့ရောင်းလိုက်ပါကွာစိတ်ချလိုက်ငါမှာ